အားလုံးပဲမင်္ဂလာပါဆရာကတော့ဒေါက်တာကျော်စေတီပြန်ဖြစ်ပါတယ်အဲ့တော့ဆရာကအခုဗီဒီယိုကြည့်နေတဲ့သူတွေထဲမှာပေါ့နော်ခုရပိုင်းအရန်ကိုစိုးရင်ပူပန်စိတ်များနေရတဲ့လူတွေရှိကြတာပေါ့မေးလိုက်ရတာပါပဲနော်ဆရာကိုယ်တိုင်လည်းစိုးရင်ပူပန်မှုဆိုတာအနေနဲ့များတော့ရှိရပါမယ်နော်အဲ့တော့ကြည့်ရှုနေတဲ့လူတွေထဲမှာလည်းစိုးရင်ပူပန်မှုနေတဲ့လူရှိမယ်များတဲ့လူရှိမယ်နော်အဲ့တော့စိုးရင်ပူပန်မှုတွေအရန်များလာပြီဆိုရင်တော့ဆရာတို့ကပြဿနာကဆရာတို့ပုံမှန်လှုပ်ဆောင်ရတဲ့ဒီနေတဲ့သူကကိစ္စတွေမှာကအစားအဆင်မပြေဘူးလေဖြစ်လာတတ်တယ်နော်အဲ့တော့အရန်ကိုစိုးရင်ပူပန်နေပြီဆိုရင်ဆရာတို့ကကြာလာရင်စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေဖြစ်လာတတ်တယ်နော်အဲ့လိုမျိုးဆိုရင်တော့ဆရာတို့ကစိတ်ပိုင်းဆိုင်ရာကျွမ်းကျင်တဲ့ဒါစိတ်ပိုင်းဆိုင်ရာပညာရှင်တွေပေါ့နော် psychologist တွေနောက်တစ်ခါဆေးယောဂအထူးကုဆရာဝန် psychiatrist တွေစသဖြင့်ပေါ့ဒါသူတို့တွေနဲ့ဆွေးနွေးတိုင်ပင်ပြီးတော့လိုအပ်တဲ့ကုသမှုတွေပေါ့နော်စိတ်ပိုင်းဆိုင်ရာကုသမှုတွေနောက်တစ်ခါကျတော့ဆေးဝါးတွေတော့လိုချင်တယ်လိုတတ်တယ်ပေါ့နော်ဒါပေမဲ့အဲ့လောက်အဆင့်ထိမရောက်ခင်ပေါ့နော်ဆရာတို့ပုံမှန်နေတဲ့သူကလှုပ်ဆောင်နေနိုင်တယ်ကိုယ့်ဘက်ကိုလှုပ်လို့ရတဲ့အချက်တွေလည်းအများကြီးရှိပါသေးတယ်နော်အဲ့တော့ဆရာတို့ဒီစိတ်ပိုင်းဆိုင်ရာမှာခုနပြောတဲ့စွန့်ရင်ပူမှုကိုလျှော့ချဖို့ပေါ့နော်ဆရာတို့ပုံမှန်နေတဲ့သူကလှုပ်ဆောင်တဲ့နေရာတွေမှာဆရာတို့ပို့ပြီးတော့လှုပ်လို့ရတဲ့အချက်တွေနောက်တော့ရှောင်ကျဉ်ရမယ့်အချက်တွေပေါ့နော်အဲဒီအချက်တွေနဲ့ပတ်သက်ပြီးတော့ဆရာဒီဗီဒီယိုမှာပြောပြချင်တာဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုလေးကိုလည်းအဆုံးထိကြည့်ရှုပေးကြဖို့ဆရာဖိတ်ခေါ်ချင်ပါတယ်နော်အဲ့တော့ဆရာတို့စပြီးပြောမယ်ဆိုရင်ပေါ့နော်ဆရာတို့ဒီတဘာဝအတိုင်းပေါ့ဆရာတို့ပုံမှန်နေတဲ့သူကလှုပ်ရှားမှုတွေထဲမှာစိုးရင်ပူပန်မှုကိုလျှော့ချဖို့ဆိုရင်နံပါတ်1လေ့ကျင့်ခန်းများများလုပ်လှုပ်ရှားတက်ကြွစွာနေပေါ့နော်အဲ့တော့လေ့ကျင့်ခန်းလှုပ်ထားဆရာရဲ့ပေါ့နော်စိတ်ပိုင်းဆိုင်ရာနဲ့ဘာဆိုင်လို့လဲဆိုတော့ဆိုင်ပါတယ်တဲ့နော်အဲ့တော့စိတ်ပိုင်းဆိုင်ရာဟိုလေသူကကောင်းစေတယ်ပေါ့နော်ဒီဟိုကိုယ်ပိုင်းဆိုင်ရာကျမ်းမာကြံ့ခိုင်ရုံနဲ့မကဘူးပေါ့နော်စိတ်ပိုင်းဆိုင်ရာကိုလည်းကောင်းစေတယ်ပေါ့နော်အဲ့တော့နံပါတ်1ကတော့အာရုံပြောင်းသွားတာပေါ့ဆရာတို့လေ့ကျင့်ခန်းလုပ်နေတယ်ဆိုရင်ဒါမလိုဘဲနဲ့ဆရာတို့စိုးရင်ပူပန်နေတဲ့အချက်တွေကိုမတွေးမိတော့ဘူးပေါ့နော်အာရုံပြောင်းသွားမယ်နောက်တစ်ခုကကျတော့ဖြစ်လာရဲဆိုတော့ကိုလည်းလှုပ်ရှားမှုလုပ်နေဘူးဆရာတို့နှလုံးရဲ့လှုပ်ရှားမှုကြီးအားကောင်းလာတဲ့အခါမှာအုံနောက်ကိုသွားတဲ့တွေးသွားတာတွေလည်းပို့ပြီးတော့ကောင်းလာမှာပေါ့နော်ကောင်းလာရင်ဆရာတို့အုံနောက်ရဲ့လှုပ်ဆောင်မှုပေါ့နော်အမှန်မှာပုံမှန်ပျော်ရွှင်မှုတွေဒီစိုးရင်ပူပန်မှုကိုရောကြစေရဆိုတဲ့ဟိုဓာတ်ပစ္စည်းလေးခန္ဓာကိုယ်ထဲမှာရှိတယ်နော်အဲ့တော့ဒီနှလုံးရဲ့လှုပ်ဆောင်မှုအားကောင်းတာနဲ့အများအုံနောက်ကိုသွားတဲ့တွေးသွားတဲ့ပမာဏများလာတာနဲ့အများပေါ့နော်အဲ့ဒီခုနပြောတဲ့ဒီအုံနောက်လှုပ်ဆောင်မှုကိုကောင်းစေတဲ့ဆီရိုတိုနင်လိုမျိုးပေါ့နော်တခြားဒီဓာတ်ပစ္စည်းတွေအများကြီးရှိပါတယ်နော်အဲ့လိုမျိုးပစ္စည်းလေးတွေကအုံနောက်ကိုပို့ပြီးတော့ရောက်ရှိသွားနိုင်တယ်အဲ့တော့အုံနောက်ကလည်းပို့ပြီးတော့ဒါဟိုလှုပ်ဆောင်မှုတွေပိုအားကောင်းလာတာပေါ့နော်အဲ့တော့မလိုအပ်ဖ ೇನೆ ဆီရိုတိုနင်တို့ဘာလို့ထွက်လာပြီဆိုရင်ခန္ဓာကိုယ်ကပျော်ရွှင်မှုတွေပါအဲ့လိုမျိုးပေါ့ကျေနပ်အားရမှုတွေကိုခံစားလာရတာပေါ့နော်အဲ့တော့မလိုအပ်ဖ ೇne ဒီစိုးရင်ပူပန်မှုဘက်ကပြောကြသွားနိုင်တယ်အဲ့တော့လေ့ကျင့်ခန်းလုပ်ခြင်းဒီဒါစိတ်ပိုင်းဆိုင်ရာစိုးရင်ပူပန်မှုကိုလည်းပြောကြစေပေါ့နော်အဲ့တော့နံပါတ်1လေ့ကျင့်ခန်းများလုပ်ပါနောက်တစ်ခုကတော့ဆရာတို့အရက်ကိုရှောင်ပါလို့ပြောပါတယ်နော်အဲ့ဒါလေးကနည်းနည်းလေးထူးဆန်းတယ်လို့ထင်ကြမှာပေါ့နော်ဆရာရဲ့စိတ်ညစ်လို့အရက်ကိုတောက်ပါတယ်ပေါ့နော်ဒါပေမဲ့တကယ်တမ်းမှာတော့ဆရာတို့ဗာလဲဆိုတော့အရက်တောက်တာထူးဖြင့်များသွားရင်ပေါ့နော်များသွားတဲ့အခါကျရင်ဆရာတို့ခုနဒီအုံနောက်မှာရှိတဲ့ဒီ neurotransmitter လို့ခေါ်တဲ့ခုနဆရာပြောတဲ့ဓာတ်ပစ္စည်းလေးတွေရဲ့မမျှတမှုဖြစ်စေတယ်နော်အဲ့တော့အဲ့ဒါမျိုးကနေတစ်ဆင့်ဆရာတို့ဗာလဲဆိုတော့ကြာလာတဲ့အခါမှာပြောရင်စိုးရင်ပူပန်မှု anxiety တွေကိုပိုတောင်များစေရလို့ပြောပါတယ်နော်အဲ့တော့ဟိုခဏတစ်ဖြုတ်တော့ရဲတောက်လို့ပြောသွားသလိုရှိတယ်ဆိုပေမဲ့ပေါ့တကယ်တမ်းမှာတော့ရေရှည်မှာတော့ရဲတောက်တာဒီမကောင်းဘူးပဲဆရာတို့ပြောတယ်နော်နောက်တစ်ခါကျတော့ဟိုပုံမှန်ဒီရဲတောက်တဲ့အချိန်မှာပုံမှန်အိပ်ဆက်တဲ့ဒီ sleep cycle လို့ခေါ်တဲ့ပုံမှန်အိပ်ဆက်ခြင်းဟိုလေအနှောက်အယှက်သွားဖြစ်စေတယ်ပေါ့နော်အဲ့ဒါမျိုးကနေတစ်ဆင့်လဲဆရာတို့ဟိုနောက်ပိုင်းအဲ့ဒါလည်းစိတ်ပိုင်းဆိုင်ရာနောက်ပိုင်းဆိုင်ရာတွေတော့ကိုမကောင်းဘူးနောက်တစ်ခါကျတော့ဆေးလိပ်ဖြတ်ပါတယ်เนาะအဲ့တော့ဆေးလိပ်လည်းအဲ့လိုပါเนาะအဲ့တော့ဆေးလိပ်တောက်တာကလည်းဟိုစိတ်ပိုင်းဆိုင်ရာပျော်ရွှင်မှုအတွက်ကိုရေရှည်မှာမကောင်းဘူးပေါ့เนาะအဲ့တော့ဆိုရင်ပုံမှန်မှုတွေတော့ပုံများစေနိုင်တဲ့အတွက်ဆေးလိပ်ဖြတ်ဖို့လည်းဆရာတို့စီစဉ်တင်တယ်လို့ပြောပါတယ်เนาะနောက်တစ်ခုထူးခြားချက် coffee เนาะအဲ့တော့ coffee ကအများကြီးတောက်ရင်မကောင်းဘူးလို့ပြောပါတယ်เนาะအဲ့လိုချို့ကြတော့လေ coffee လေးတောက်လိုက်တယ်ဒါစိတ်ဟိုကဖြစ်သွားအပန်းပြေသွားတယ်ပေါ့နော်ဒါမျိုးလဲရှိရင်ရှိပေါ့ဒါပေမဲ့ coffee လဲအဲ့လိုပဲပေါ့ caffeine ဓာတ်ပေါ့နော် caffeine ဓာတ်ကအရန်ဟိုသူကကျတော့လုံးဝမတောက်ခိုင်းတာတော့မဟုတ်ပါဘူးเนาะအဲ့တော့အရန်များရင်မကောင်းဘူးပေါ့နော်အဲ့တော့ coffee ကတနေ့၄ခွက်လောက်ထိရတော့ပြဿနာသိမရှိဘူးပြောကြပါเนาะဒါပြဿနာစာတန်းတွေကိုဆရာတို့ပြန်ချကြည့်ရပါเนาะအဲ့တော့၄ခွက်ထက်ကျော်ရင်တော့လေသိကောင်းကြီးမဟုတ်လားเนาะအော် coffee ကိုအသင့်ပဲเนาะနောက်တစ်ခါကျတော့နောက်တစ်ချက်ပေါ့နောက်တစ်ချက်ကတော့ညအိပ်ပျော်အောင်အိပ်ပါเนาะအဲ့တော့ညအိပ်ပျော်ဖို့လည်းအရေးကြီးတယ်။ဟောဆရာရဲ့စိုးရင်ပူပန်နေတယ်ဆိုမှတော့ညကဘယ်လိုအိပ်ပျော်တော့မလဲပေါ့။ဒါကလည်းပြဿနာတစ်ခုပါနော်။အဲ့တော့အိပ်မပျော်လေပို့ပြီးတော့လူကပ
ပင်မနှွမ်းလေပြီးတော့ဆိုရင်ပူပန်မှုတွေပို့ပြီးတော့များလာလေဒီပေါ့ဒါမျိုးလည်းဖြစ်တယ်နော်အဲ့တော့အိပ်ပျော်အောင်ဘယ်လိုလုပ်မလဲပေါ့နော်အဲ့တော့ညာဘက်ကိုအိပ်ပျော်အောင်ကအရင်ရေးကြည့်တယ်နော်အဲ့တော့သူတို့ကတော့ဘယ်လိုပြောလဲဆိုတော့မလိုအပ်ရင်နေ့ဘက်ကိုတိတ်မအိပ်ခိုင်းဘူးပေါ့နော်သူပြင်ညနေပိုင်းတွေပိုင်းမှာခဏတစ်ဖြုတ်လည်းအိပ်လိုက်မယ်ဆိုရင်ညကျရင်အိပ်မပြောတော့ဘူးဆိုပြီးဖြစ်သွားတတ်ပါနော်အဲ့လိုမျိုးသူတိတ်မအိပ်ခိုင်းဘူးနော်ဒါတော့လေကိုယ့်ရဲ့အနေအထားတစ်ခုချင်းပေါ်တော့မူတည်မှာပေါ့နော်အလောက်ကိုင်းတဘာဝအဲ့ရမဆရာတို့ဆရာဝန်တွေဆိုရင်တော့ဟိုညဘက်မအိပ်ရဘဲနဲ့ဂျူတီဆင်းရတာမျိုးရှိတာပေါ့နော်ဒါမျိုးဆိုရင်တော့လည်းမတတ်နိုင်ဘူးပေါ့လေဒါပေမဲ့ပုံမှန်အားဖြင့်တော့ဆရာတို့ညဘက်ကိုအိပ်ဖို့ဆိုရင်သူတို့ကနေ့ဘက်ကိုတိတ်မအိပ်ခိုင်းပေါ့နော်အဲ့တော့သူပြင်အဲ့လိုညနေဆောင်တွေပါတိတ်မအိပ်ခိုင်းပါဘူးခဏပြောအိပ်တာညကြာအိပ်မပြောဘူးဖြစ်သွားတယ်နော်နောက်တစ်ခါကျတော့ဒီအိပ်ခန်ဒီမှာအထူးဖြင့်အိပ်ရထဲမှာပေါ့နော်တယ်လီဖုန်းသုံးတာတို့နော်တယ်လီဗီရှင်းကြည့်တာဆက်စားဖြစ်ပေါ့နော်ကွန်ပျူတာသုံးတာဒါမျိုးတွေမလုပ်သင့်ဘူးလို့ဆရာတို့ပြောပါတယ်နော်ပြီးတော့နောက်ကိုကအိပ်မပြောတော့ဘူးဆိုပြီးတော့အခန်းပြောင်းအိပ်လိုက်တာမျိုးကတင်ပြောင်းလိုက်တာမျိုးကတင်ရဲ့အနေထားကိုပြောင်းလိုက်တာမျိုးကပိုဆိုးစေတယ်ပေါ့ဒါတော့အားလုံးသိပါတယ်နော်ကတင်ပြောင်းသွားရင်အိပ်မပြောဘူးဆိုတဲ့တွေအများကြီးရှိတယ်နော်နောက်တစ်ခါကျတော့ခုနပြောတဲ့ coffee တွေနောက်တစ်ခါအစာအများကြီးစားလိုက်တာမျိုးစိတ်လေးတောက်လိုက်တာမျိုးအိပ်ခန်းဒီမှာမလုပ်ပါနဲ့လို့ပြောပါတယ်နော်နောက်တစ်ခါကျတော့လင်းနေဆရာတို့အိမ်မပြောဘူးဆိုတာရှိတတ်တယ်။မှောက်တော့ဟိုအလင်းရောက်ရှိပြီဆိုရင်ခန္ဓာကိုယ်ရဲ့ဒီထွက်လာတဲ့တဘာဝဒီဓာတ်ပစ္စည်းရဲ့မှာဟိုကသူကအိပ်ပျော်စေတဲ့ဓာတ်ပစ္စည်းတွေတိတ်မထွက်တော့ဘူးဖြစ်သွားတတ်တယ်။အဲကြောင့်အခန်းကမှောင်နေတာပိုကောင်းပါတယ်။နောက်တစ်ခါကျတော့ဟိုပူနေအေးအောင်တကူစီစဉ်ထားနိုင်ရင်ပိုကောင်းတယ်။အေးပြီးမှောင်တဲ့အခန်းဆိုရင်ပို့ပြီးတော့အိပ်ပျော်ကြတယ်ဟုတ်နော်။နောက်တစ်ခုကကျတော့စိုးရိမ်ပူပန်မှုဆိုရင်ပုံမှန်နေများနေဆရာတို့အိတ်တဲ့အချိန်မှာသူရများပြီးတော့အိမ်မပြောဖြစ်သွားတတ်တယ်နော်အဲကြောင့်သူကကိုယ့်ရဲ့ဒီစိုးရိမ်ပူပန်ရတဲ့အချက်တွေကအိတ်ခန်ဒီမှာစာရွက်တွေပေါ်ချရေးလိုက်တယ်နော်ချရေးလိုက်ရဖြစ်တာစိတ်ထွက်ပေါက်ပေါ့နော်ဟိုစိတ်ထွက်ပေါက်တစ်ခုဖြစ်သွားတယ်အဲ့ဒါဆိုရင်အိတ်တဲ့အချိန်မှာဒီသူရကြော့သွားနိုင်တယ်ဒါတော့ဆရာတို့ဟိုသူရဲ့ပြောကြားချက်တွေပေါ့နော်ပြောကြားချက်တွေရှိတယ်နောက်တစ်ခါကျတော့အိတ်တဲ့အချိန်မှန်မှန်အိတ်တာပို့ကောင်းတယ်နော်အဲ့တော့စောအိတ်လိုက်နောက်ကျအိတ်လိုက်ကပို့ပြီးတော့ဒီဆရာတို့အိတ်ဆက်မှု site တွေကိုပို့ပြီးတော့နောက်ဆက်ဖြစ်စေတယ်ပေါ့နော်နောက်တစ်ခုကတော့ထုံးစံတိုင်းပါပဲဆရာတို့ပြောနေကြတရားထိုင်ပေါ့နော်တရားထိုင်မယ်အဲ့တော့ဘာသာရေးရရေလို့မဟုတ်ဘူးပေါ့နော်စိတ်ရဲ့အေဂျင့်မှုရဖို့ဆရာတို့အာနာပါနာလေးရှုလို့ရတယ်နော်တရားလေးထိုင်လို့ရတယ်နော်အဲ့မျိုးကနေဆရာတို့တကယ်ကိုစိတ်အေဂျင့်သွားပြီးတော့ခုနပြောရဲ့ပူပန်မှုတွေကြော်သွားနိုင်ပါတယ်နော်နောက်တစ်ခါကျတော့အစားအသောက်ဟို balance ဖြစ်အောင်စားပါတချို့ရစိတ်အရန်ညစ်တယ်ဆိုပြီးတော့အဲ့လိုအစားပုံမှန်မစားအောင်ဖြစ်သွားတတ်တယ်ပေါ့နော်အဲ့လိုမျိုးမဟုတ်ဘူးပေါ့အစားအသောက်ကိုပုံမှန်စားတေချာလေး balance ပေါ့နော် balance ဆိုတာမျှတအောင်တေချာလေးစားပေးပေါ့နော်နောက်တစ်ချက်ကတော့တော့ဗာလဲဆိုတော့အသက်အပြင်ရှူသွင်းရှူထုတ်လုပ်ပါဘောနော်အဲ့တော့အရန်ကြီးဆရာတို့ပူပန်နေတဲ့အချိန်မှာအဲ့လိုမျိုးဟိုတချို့တွေကကြတော့ဘယ်လိုဖြစ်တယ်လဲဆိုတော့အသက်ကိုပြင်းပြင်းမရှူပဲနေလေဟိုမြန်နဲ့အဲ့လိုတိတ်အမြန်ကြီးရှိုက်မရှူပေါ့နော်မြန်ရှူတတ်တယ်နော်အဲ့အမျိုးကနေစင်တယ်ပို့ပြီးတော့ဟိုခန္ဓာကိုယ်ပိုင်းဆိုင်ရာမှာနှလုံးခုန်လေးပုံမြန်လာတယ်နော်အရန်ဆိုးလာတဲ့ခါကျရင်နှာခမ်းကြီးထုံလာတယ်လက်တွေကျင်လာတယ်စသဖြင့်ပေါ့နော်အဲ့လိုမျိုးကြီးအောင်ဖြစ်တတ်တယ်အဲ့ကြောင့်တော့အသက်ကိုမှန်နဲ့ပြင်းပေါ့နော်ဒီဖြစ်အောင်ဖြည်းဖြည်းချင်းပုံမှန်ရှူပေါ့နော်အဲ့လိုရှူရင်းနဲ့လဲဆရာတို့ပါလဲဆိုတော့ပူပန်မှုတွေလျော့သွားတယ်နော်နောက်တစ်ခုကကြတော့သူတို့ဒါညွှန်ကြားရတဲ့မှာ aroma therapy ပေါ့နော်ရန်နန်းကူထုံလို့ခေါ်တဲ့ aroma therapy နော်အဲ့တော့အရန်ကိုပင်ပန်းလာပြီဆိုရင်အဲ့လို aroma therapy ဆရာဘယ်ဆိုင်နဲ့မှမချိန်ထားပါဘူး aroma therapy ကောင်းတဲ့နေရာလေးပေါ့နော်အဲ့လိုမျိုးလေးမှာအဲ့လိုရန်နန်းကူထုံလေးတခြားယူပေါ့နော်ဟိုဟာဖြစ်အနေလေးပါလေးသွားခံပေါ့ဒါမျိုးပုံစံမျိုးနဲ့ဆရာတို့လုပ်လို့ရပါတယ် aroma therapy လို့ခေါ်တဲ့ရန်နန်းကူထုံကလည်းစိတ်ပိုင်းဆိုင်ရာပြည်စည်းမှုတွေကိုပြောကြပေးနိုင်တယ်လို့ပြောပါတယ်နော်နောက်တစ်ခုကကြတော့ဒါကတော့ဆရာတို့သူ့ရဲ့ဒီနိုင်ငံတကာစာတမ်းတွေကနေဆရာတို့ဟိုပြောထားတဲ့အချက်လေးပေါ့နော်အဲ့တော့ဗာလဲဆိုတော့အဲ့တော့ချာမိုမိုင်းပန်းကြောက်ဆိုတာရှိနော်အဲ့တော့ချာမိုမိုင်းဒီကိုလို့ခေါ်တာပေါ့နော်အဲ့တော့ချာမိုမိုင်းပန်းကြောက်နော်အဲ့တော့အဲ့လိုမျိုးတောက်ရင်ဒါကောင်းတယ်ဆိုပြီးတော့ပြောတာမျိုးတော့ရှိနော်အဲ့တော့ဆရာတို့မြန်မာနိုင်ငံမှာလည်းအဲ့ဒီဟိုချာမိုမိုင်းပန်းကြောက်ဆိုပြီးတော့သူတို့ရောင်းတာလေးရှိပါနော်အဲ့အမျိုးလေးတောက်ရင်လေဟိုတချို့နိုင်ငံတွေမှာဆိုရင်တော့ capsule လေးပေါ့နော်ဆေးလိုမျိုးလေးထုတ်တာမျိုးလေးအောက်ချီနော်အဲ့တော့အဲ့လိုချာမိုမိုင်းနှိုင်းပန်းကြောက်နဲ့လုပ်ထားတယ်တပီလိုမျိုးပေါ့နော်အဲ့လိုမျိုးရင်းနှီးရန်လိုမျိုးတောင်းရင်လည်းကောင်းတယ်ဆိုပြီးတော့ပြောတာမျိုးတော့ရှိပါနော်โอเคအဲ့တော့ဒါကတော့ဆရာတို့စိတ်ဖိစီးမှုတွေကိုရောကြသွားနိုင်ဖို့ပေါ့နော်အဲ့တော့ပုံမှန်ဆရာတို့ကလည်းဆိုတော့နော်နေတဲ့တူကလှုပ်ဆောင်တဲ့နေရာတွေမှာပဲဆရာတို့နည်းနည်းပို့ပြီးတော့တတိထားလှုပ်ဆောင်ဖို့တွေနော်နောက်ပို့လုံးရမယ့်အပိုင်းတွေရှောင်းရမယ့်အပိုင်းတွေကိုဆရာပြောပြသွားဖြစ်ပါတယ်ဟိုလိုမျိုးစိတ်ပိုင်းဆိုင်ရာအဲ့ဒါလည်းမှမတက်တာဘူးဆိုရင်တော့စိတ်ပိုင်းဆိုင်ရာအထူးတွေပြတာမျိုးစေဝါးတွေတောက်တာမျိုးလည်းလုပ်အောင်ပေါ့နော်အဲ့တော့ဆရာကပြောသွားတဲ့အချက်လေးတွေကိုနည်းနည်းလေးအချင်းချုပ်ပြန်ပြောရင်နံပါတ်1ကတော့သက်ကြွလှုပ်ရှားသွားနေပါလေ့ကျင့်ငယ်လေးလုပ်ပါပေါ့နော်နံပါတ်2ကတော့အရက်ရှောင်မယ်နံပါတ်3ကဆေးလိပ်ရှောင်မယ်နော်နံပါတ်4ကကော်ဖီကိုအများကြီးမတောက်ပါနဲ့ပေါ့နော်ဒီမှာတနေ့4ခွက်လောက်ထိတော့တောက်လို့ရတယ်လို့ပြောပါတယ်နော်နောက်ကကျတော့ညကိုအိပ်ပျော်အောင်အိပ်ပါနော်ဆရာကပြောသွားတဲ့အချိန်မှာအိပ်မပျော်ရင်လည်းဆရာတို့အိပ်ပျော်အောင်လုပ်တင်တဲ့အချက်လေးတွေပြောတာရှိပါတယ်နော်နောက်ကကျတော့
တရားထိုင်လို့အဆင်ပြေတရားထိုင်ပါနောက်အစားအသောက်ပုံမှန်စားပြတ်အောင်စားပေါ့နော်ဒါကကြတော့အသက်ကိုအပြင်းရှူသွင်းရှူထုတ်လေ့ကျင့်ခန်းလေးလည်းလုပ်လို့ရပါတယ်အရင်စိတ်ပူလာတဲ့အချိန်မှာလို့အသက်ပြင်းရှူသွင်းလိုက်တာမျိုးလည်းစိတ်ပူပါဘူးပြောကြတော့ပါတော့ကကျန်တဲ့ကိုခေါ်တဲ့ therapy အကြောင်းပြောသွားတယ်ချမောကြောင့်ဒီပေါ့နော်အဲ့တော့အဲ့ဒီမျိုးကိုတောက်လို့ရတယ်ပေါ့နော်โอเคအဲ့တော့ဒါကဆရာတို့ကလည်းဆိုတော့တော့စိတ်ပူပန်မှုတွေကိုရောကြဖို့အတွက်ကိုယ့်ရဲ့နေ့တူကလှုပ်ဆောင်ချက်တွေမှာထည့်သွင်းလှုပ်ဆောင်လို့ရတဲ့အချက်လေးတွေချောင်းကြည့်ရမယ့်အချက်လေးတွေကိုပြောတာဖြစ်ပါတယ်အားလုံးပဲစိတ်ပူပန်မှုတွေရောကြပြီးတော့ပျော်ရွှင်တဲ့ဘဝကိုရရှိနိုင်ကြပါစေလို့လည်းဆရာဆုတောင်းပေးပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်